တို့ VIP တို့ဝယ်ရတာဘလို့လဲဗျအဲ့ဒါသူများတွေဝယ်ချင်လို့ရှိရင်ကတော့ကျွန်တော်ဗီဒီယိုမကြည့်ရသေးလို့ရှိရင်လာကြည့်ရပါခုမှတော့ကျွန်တော်တို့ဒီမှာ premium ဝယ်လိုက်ပါပြီဖြစ်ပါတယ်ဒီမှာကျွန်တော်ရဲ့ခုနကလည်း premium ပါဒီမှာအဲ့ဒီထက် free ဆိုတဲ့ဟာလေးဝင်နောက်ပြီးတော့သူ VPN ဖွင့်ရသေးရဲ့ဗျသိရမလား VPN နဲ့ကြောင်ဆောင်ရပို့ကြတယ်တိလားကျွန်တော်အဲ့မှာ terabyte ဆောင်ရမြန်သွားပြီအဲ့မကြည့်ပြမယ်အဲ့ terabyte ဆိုတဲ့ဟာလေးရှိအဲ့ဒါလေးလိုရမယ် mature setting normal is one အဲ့ဆိုရင်ကတော့ကျွန်တော် brain ပြောင်းမယ်ဗျအဲ့မှာ brain လေးကဆောင်ရလာဗျ okay ပါကျွန်တော်တို့ဒါတော့ကျွန်တော် premium ပဲဝယ်ရတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖြည်းဖြည်းလေးသွားမှာဗျမို့ရကျွန်တော်တိလဲပေါ့ကျွန်တော်ရောက်ပါခင်ဗျာကျွန်တော်အိမ်နဲ့ပေါ့ဟုတ်ကဲ့ပါခုကတော့ကျွန်တော်တို့တွေ update ကိုပြောင်းရဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တွေအဲ့မှာကျွန်တော်တိုက်အဲ့ဒါဝင်လာမှာအဲ့မှာထောင်းအဲ့ future ဆိုရတော့ street race ဆိုတဲ့ဟာလေးပါမယ်ကြောင့်အားကုန်ပါမယ်အဲ့မှာညာရေးပဲပါတယ်အဲ့မှာပါတီရဲလို့အဲ့မှာဆောင်ရင်းပါတယ်ဗျာဆိုတော့ကျွန်တော်တို့တွေဒါကျွန်တော်ရဲ့အခန်းတွေပါလို့ကျွန်တော်တကားပေးတာဟာကျွန်တော်အခန်းပေါ့နော်ကျွန်တော်ပေါ်ထဲမှာတွေလည်းရှိသေးရဲ့ဗျဒီမှာတက်လိုက်ရအဲ့မှာကျွန်တော်တို့တွေအဲ့မှာအဲ့ရနှစ်ခုတွေ့မယ်ဗျာအကုန်လုံးကပိတ်ရတော့မှာဗျာကျွန်တော်အဲ့တော့မှဆိုတော့လေတော့အဲ့ရဝင်တော့မှာလေဖြစ်ပါတယ်ခင်ဗျာအဲ့တခုလို့လေဗျာအဲ့ဒါဘာလဲဆိုတော့TV ပဲဖြစ်ပါတယ်ခင်ဗျာတဲ့ဗျာဟာဒီမှာတာဗီဒီယိုရိုက်နေလို့မေကဲဆိုရင်ကျွန်တော်ဘာ